အားလုံးပဲမောနေမှာကျွန်တော်စပိတ်မစီတာဟိုလောက်ရှိပါတယ်3လောက်ဝန်းကျင်လောက်ရှိပါတယ်ဒီနေ့ကတော့ဒါတွန်လေးမျိုးသေးပဲဒီလူကြီးကကိစ္စရှိလို့တူကခေါ်လာသူနဲ့ပါသွားတာပေါ့လေအားလုံးပဲကျွန်တော်လမ်းပေါ်ကနေပြန်နေပြီးတော့ကြိုးဆိုပါလေတဘောကြီးစပြီးတော့ထပ်ပါနေပါတလားမျိုးကနေပြီးတော့ကြိုးဆိုလိုက်ပါတယ်ဒီနေရာကိုမြောက်တော့ကျွန်တော်ဆိုတော်လေးကြာပြီမနက်ကဆိုလမ်းနေတော့မှားတယ်ဒီဟိုဟာဇက်စိတ်ကိုသွားတာဒါတော့တလားမျိုးလေခေါင်းမို့ဗျာတပိတ်နဲ့ထိုင်ပါပါနိုင်စင်ကြီးတော့မရှိတော့ဘူးဗျာစောစီအကုသို့များတဲ့သူတွေကဘဲကို2ပေါက်တော့ပေါက်တယ်အကုသို့ကိတ်တာပေါက်နေ2ပေါက်ပဲ4ပေါက်လို့2ပေါက်လို့6လာနေပြီးတော့မှနှခုံးဆက်ထားလိုက်ပါပြီကောင်းကင်ရလည်းတိတ်ကိုမှနှပ်ပါနေရမယ်ဒီကတော့ easy ride ပဲကျွန်တော်တို့ဒီတွန်လေးမှာရှိတဲ့ဖျားတွေလည်းပဲဒီအုပ်ဖို့တဲ့နေရာတွေတွားမယ်ပေါ်ပါဘူးစကားလေးပါလေးပြောကျွန်တော်ဒါပေါက်ခရဝတီမြို့ဟောကျွန်တော်ဒီနားကိုအဲ့လိုဖြတ်ပြီးတော့ဒီထဲကိုမရောက်ဖြစ်ဘူးပေါ့ဗျာဒါကျွန်တော်တို့ဒါကိုနေလင်းရဲ့ရှာဖွေတွေ့ရှိချက်ရကျွန်တော်တို့ဒီထဲကိုဝင်ပြီးတော့လေ့လာမှာဗျာဒီနေ့ကျွန်တော်ဒါတကြွတဲ့လေတံပေါက်နေရမှာကျွန်တော်မစီးရအရန်ကြာပြီဗျာကျွန်တော်ဒီ feeling ကိုအရန်တောင်းတvibe ကကျွန်တော်ဒီဘကုန်းမျိုးဟောင်းတွေက vibe တွေနဲ့တော့လည်းခက်ဆင်ဆင်လေးပဲမာစီဒီလေးရှိပါတယ်ဒီဟာရတော့ဒီဟာရဒလိုလေးဖြစ်哪里要是比外 ，OK 哩。OK 啊，我的。这个嘛，辣巴的 view 里边，太美丽了。光景也是辣的，他们。ရှိမှအရင်အကုသို့များတဲ့လူတွေရောက်ပါကိုယ်ရိုက်နေဘမပါရသေးတယ်တိတ်မရသေးထိုင်တိုက်ထီဆောင်ပထမဆရာတော်ကြာဆောက်တာဟုတ်တယ်ဆက်စမ်းဒီကကောင်းမပြီးနဲ့တော့ဒီညမတက်ရဒီမှာနှစ်ပင်နှစ်ပင်ကြီးပဲဒီပဲရှိတယ်ဒီကြီးရောပေါ့မှာဆောတယ်ငါလို့အဲ့ဒီကစီးရတယ်ဝေါအိုးတိတ်ကူမတာနာပြောက်ပဲရှိရဲ့ကောင်းငီသားလာကွန်ဒီဖျားဘယ်နှခါရောက်ဟာလင်းကြီးတော့ပောက်ခဲ့ရကိုနေလေးမှာမြန်မာသားဟိုတင်ပြီးတော်မူကန်စိုက်ကေတာစီဒီပောက်ခဲ့ရဝရီစီဒီရဲ့နာမည်ကပင်းကျော်ဟာလေကျွန်တော်ကဆက်ရကူနော်အာဒီမှာစီတော့တမိုင်းကြောင်းနေတာစီကဘာပြန်ချင် BC 589
သူပြောတယ်လို့ လက်ကော့ ခဏပုံနေတော့ PC ပဲပြော စိုက်ကီတာစီတီ PC ပဲပြော PC လို့ကြားတယ်လား PC ကဘွိုက်ကတော့မဟုတ်နော် PC ပြော ဘိုင်းကုတ်တော့မဟုတ် လက်ကော့လား ကျွန်တော်နေနေပဲဒါကံဘက်လမ်းဆုံးပေါ့ဒီဘယ်ဘက်ကိုချိုးသွားရင်ဒီကော်မှုတို့ကုန်းချံကုန်းလို့ရတယ်တဲ့တော့ရင်တော့တွန်သေးပေါ့ကော်မှုတို့ကုန်းချံကုန်းတို့ဖြာပုံတို့အကုန်လုံးဒါဘယ်ဘက်ကိုချိုးပြီးတော့တောရမှာနားလေးရောက်ရင်တော့ကားလေးကနည်းနည်းလေးချွတ်ကားလေးကိုသွားတယ်လေကော်မှုပဲတောတော့ဗျကျွန်တော်ဒီတွန်လေးမြို့တယ်ပဲဆိုတော့နေတော့ပါမယ်ဒီဘက်ကတော့ရင်တော့ဒါကန်းနာဘက်ပေါ့ဗျာတွန်လေးရဲ့ဒီကန်းနာလမ်းတိုင်းတော့ဒီလိုလေကျွန်တော်ဒါဒီဘက်ကတော့မှာပေါ့ဗျာဒါတော့ပေါင်းတော့ကျုပ်အမြဲတမ်းသွားနေကြနေရမို့မဝင်တော့ပါဘူးဒီလမ်းလေးရဲ့လက်ပမှုလေးကိုတစ်ချက်တော့ခံစားလိုက်ပါဦးဗျာတွန်လေးမြို့ရဲ့မြို့ဝင်ဆိုင်းဘုတ်လေးပေါ့ဗျာဒီနားလေးကကျွန်တော်အမှတ်ရတဲ့နေရာလေးကျွန်တော်အရင်တော့ကျွန်တော်ဦးလေးရဲ့ကျွန်တော်2ယောက်ထဲဒီနေ့အောင်ကျွန်တော်လာဘူးတယ်iPhone လေးရှိတယ်ဆိုရင်လည်းကျွန်တော်ညမပြန်တင်ပေးလိုက်အဲ့တော့ကျွန်တော်ငငယ်လေးပဲရှိတယ်ဒီနားလေးကတော်လေးကိုမှလမ်းကောင်းလာတာကျွန်တော်ကြီးမချိန်မိရတွန်လေးမြို့ဒီဆိုင်မို့ပြကျင်တာပါဒီကချင်းလေးမအောင်မယ်တွန်လေးမြို့ရောက်ရင်တော့တွန်လေးသိန်းတန်ရဲ့ရုပ်တုလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့တွန်လေးသိန်းတန်ရဲ့ရုပ်တုဖြစ်ပါတယ်ကျွန်တော်ရဲ့ဘယ်ဘက်ချမ်းမှရှိတာကတော့ဒါရွှေစံတော်ဖျားပဲဖြစ်ပါတယ်တွန်လေးရဲ့ဒါဖျားကြီးပေါ့ကျွန်တော်တို့ကအခုတို့လောလမ်းရှာနေပါတယ်ခုရောက်ရှိနေတာကတော့ကြိုက်တာလာဒီမှာရှင်းအောင်ဆင့်လိုက်ရတယ်ရှိတယ်ဗျာအဲ့ဒါတွေကိုကျွန်တော်တို့လာကြည့်တာဖြစ်ပါတယ်အဲ့ဒါရှင်းလေးဖြစ်ပါတယ်ကြိုက်တာလားဒီပါရှင်းမှာတော့ဘုရားဝတ်ပြုနေကြပါပြီဒီအကြီးတွေကအဲ့ထဲမှာဆင့်လက်ရတယ်ရှိတယ်ဗျာအမေအခုကတော့ဝင်လို့မရအောင်ပိတ်ထားဒါဒီတော့ပေါ်တက်တဲ့ရှောက်လန်းလေးပဲဖြစ်ပါတယ်အားကြီးစောက်ဖို့ပဲဒီလုံးအခါတော့သူ့ကိုတူတော့ဆိုအားရည်ကျွန်တော်ဝင်ကြည့်ခဲ့ကြပါဆင့်လိုက်ရတယ်ဆင့်အားငါစလီဘတ်တော်မျိုးလေအဲ့လိုဟာမျိုးလေးကိုတော့ အောက်ဖာဆရာ အောက်ကပြားမှလုံးကြည့်လို့ဟုတ်တယ်
我是有。ဒါပေမဲ့ငါတို့ဒီကောင်တော့သွားလို့ရတယ် focus ကမနေတော့ဘူးဟိုက ဒီမှာလူတက်လိုက် ဒီဘက်ကလာဒီမှာတော်တော်ရှင်းပေါ့ ခုနဟိုထဲမှာတော့အများကြီးရှိတော့မှာ တို့မှာအရှိကြီးပဲဒီလိုတော့ဆောက် မတော့နည်းနည်းလေးပဲရှိတော့မဲ့ရှိတာလေးကိုရိုက်ပြလိုက်ပါတယ်ရှင်းအောင်ရှင်းလိုက်ရတယ်အချို့ကလေးလို့ပြတ်တော့ပြတ်နေတယ် မလို့တော့ ဒီတိုင်းမျိုးနောက်က ကျွန်တော်တို့ခုကတော့စင်ပြတိုက်ကိုသွားနေတာပါကျွန်တော်တို့ဟိုတစ်ခါတော်တော်ကြာပါပြီဒီမှာလေးကျွန်တော်ဒီရှေ့ကဒီအမိုးစိမ့်လေးနဲ့အကျော်တိုင်းမှာအမိုးစိမ့်လေးနဲ့လည်းမသိဘူးအဲ့မှာအကျော်တွေဝယ်ပြီးတော့ကျွန်တော်ဒီပေါ်လေးမှာအကျော်တွေစားခဲ့ဘူးကြာပါပြီအဲ့တော့လည်းမိုးရင်းကြီးပဲကျွန်တော်မိုးရင်းကျွန်တော်ဒီကနေလာဆွေးစံတော်ဘုရားကိုကျွန်တော်တို့ခုမြော်နေတာဖြစ်ပါတယ် အော်ရုံရောင်းလို့ပေါ့ပြောရ အဲ့တော့ဒီမှာလည်းတည်နေရအောင် ခုနကစင်ပြတိုက်ရတော့မရလိုက်ဘူးဗျာကျွန်တော်တို့တူပါတရားရပါထိုင်အထက်ကိုသူတို့ခုနကတော့ဝင်ခွင့်မပေးလိုက်ဘူးအဲ့တော့ဘုရားလေးပါဖူးပြီးတော့ပြန်ကြတာပေါ့ဗျာ နေရောလည်းသူနေမော့ပေါ့အာဘာတက်နိုင်ဘူးဒီမောင်ကြီးကတကယ်ကငါတို့မြေတွေအဆောက်တွေ့အဲ့နောက်ကတိတ်ရတယ် ဒီနေရာတော့ဒါအိုးတွေလုတ်တဲ့နေရာပေါ့ဗျာကျွန်တော်အရင်တော့လည်းရောက်ပြီတယ်အခုကကျတော့ဒါအရင်တော့ကျတော့ဘလော့တွေမရိုက်သေးဘူးပေါ့ဗျာဟိုတော့ဒါဘလော့ရိုက်တဲ့ကာလပေါ့ရိုက်ပြတာပါဒါလိုအိုးလုတ်ဖို့တော့ရှွန့်နေဒါအိုးလုတ်ပွားခွန်ဒါအပူခံမယ်အဲ့လိုပြင်အဲ့တော့ပေါ်လွတ်လိုက်ပြအမအမဖြစ်သွားတယ်ဒီတော့ဘင်းနာရှုံလေးပဲ ဟုတ်တယ်ပုံမှန်ရုံးတက်မိချင်တယ်ဆောက် အုပ်ဖို့တဲ့အဖိုးတွေ ဒါဘာကြီးတော့မချုံဒီစစ်ပြမချုံ ဘူးတွေရောရှိနေတယ်မဖုန်းဖူးရှိဘာလို့တာလဲဒီကောင်ဘာလို့တာလဲဆိုတော့ဒီမြေကြီးတွေကိုတန့်လို့တာအပေါ်ကနေထောင်းအလုပ်ဖို့တဲ့ raw ကတန့်ဆောင်လုပ်ပြီးတော့အမုံလေးကြာအဲ့လေးနဲ့ဖုတ်ဟုတ်တယ်လို့လောလေမိဖုတ်နေတယ်ဖိုးဖြစ်ပါတယ်ဟုတ်ဒီမိဖုတ် ဒါဒီတွေတို့ ဒါတော့ရချက်မရသေးဘူးပေါ့ရတာပေါ့ဒါမရသေးဘူး ဒါရေတောက်အောင်လုပ်တာဗျာဒီအိုးတွေရတယ်ဆိုလိုချင်တာဗာလဲဆိုတော့ဒီမှာတခြားဖေးတာထည့်ရတဲ့ဟာလေးတွေရှိတယ်အဲ့လိုမျိုးအောက်ကိုတောက်ကြာ အဲ့လောက်ခက်ခဲဝယ်ရတယ်ရှိ တောက်ကြာအဲ့ကြာလာတဲ့ရေကလုံးဝတောက်သူအဲ့အတွက်တုံးတာကျွန်တော်ဘုလုပ်ငန်းနေတယ်ကြည့်ပြပါပြီဒီနေ့တွန်သေးကိုတော်တော်လေးစုံနေပြီပေါ့ဗျာရှေ့မှာမြင်နေရတာတော့တွန်သေးရဲ့နိုင်စင်ပဲဖြစ်ပါတယ်ကျွန်တော်တလားရဲ့နိုင်စင်မရှိတော့ပေမဲ့တွန်သေးရဲ့နိုင်စင်လေးကိုတော့ကျွန်တော်တို့မြင်တွေ့နိုင်ပါသေးတယ်ဗျာဒီဘက်ကိုချိုးလိုက်မယ်ဆိုရင်ဒါလုံးဝတွန်သေးကန်တာဥမာကန်တာရှိတယ်ဒါတွန်သေးကန်တာစိတ်ခံပေါ်သလားတဲ့ဒီလမ်းဆိုတော့ပြင်တာကန်နာလမ်းလို့ခေါ်လို့ရပါတယ်တွန်သေးရဲ့မြို့မလေးပါဒါတော့ကဘာကျော်သမင်းလိုက်ပါ
ဆောက်လို့ကောင်းပါလေစပွန်လာပို့စမဟုတ်ပါဘူးသူနေ့ရောက်ကဘာကျော် try ကြည့်ပါတကယ်ကိုမိုက်ပါတယ်ဈေးလေးကတော့အလေးသက်လေးများတယ်ဆိုပေမဲ့ပေးရတာနဲ့တကယ်ကိုတန်ပါတယ်ကျွန်တော်ပြန်နေပါပြီသူလေးရဲ့ကန်းတော့ကိုကွက်ကုန်းမင်းနဲ့ရိုက်ပြတာပါနေကတော့ခေါင်းတရေမှာရောက်နေပါပြီသူလေးမှလည်းအရင်တော့ဆိုင်ငယ်စီးလို့ရတယ်အခုဆိုင်ငယ်တွေအကုန်လုံးဘေးတွဲဖြစ်သွားတယ်နေသားတွေကအဲ့လိုမျိုးဖြစ်သွားပြီကရိုးစိတ်ကိုရောက်ပါပြီဟိုဘက်ကကူပြီးတော့ကျွန်တော်တို့ရန်ကုန်ထဲကိုပြန်လည်ပြီးတော့ဝင်ရောက်ပါဒီချိန်နဲ့သွားမှာချိန်နဲ့သွားမှာကျွန်တော်မကြခင်ချိန်လေးမှာပဲရန်ကုန်မြို့တွင်းကိုပြန်လဲရောက်စီပါတော့မယ်ကျွန်တော်ဘလော့လေးကိုလည်းဒီမှာပဲနှုတ်ဆက်ပါတယ်အားလုံးပဲတက်တာပါ